Hello ဒီနေ့မှာကိုယ့်ရဲ့ခံစားချက်နဲ့ပတ်သက်တဲ့စကားလုံးလေးအချို့တွေကို English လို့ပြောပြပေးချင်ပါတယ် Are you ready? Let's commence. Number 1 embarrassed 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 ဆိုတာကြတော့တကူကိုကအမှားလုပ်မိတဲ့အခါမှာကိုကအရှက်သွားတာတို့စိတ်ကတိကောင်ဖြစ်သွားတာတို့ဆိုလို့ရှိရင်ဒီစကားလုံးလေးကိုသုံးလို့ရတယ် For example I was so embarrassed when I forgot her name ငါသူ့နာမည်ကိုမေ့သွားတော့ငါအရင်နဲ့ရှက်သွားတာ Number 2 relieved 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 ဆိုတာကြတော့စိတ်သက်သာရာရသွားတာကိုပြောချင်တာ For example I felt relieved when the exam is over စာမေးပွဲပြီးသွားတော့မှပဲစိတ်အေးသွားတော့တာ Number 3 moody 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 ဆိုတာကြတော့ကိုယ့်ရဲ့စိတ်ကခဏခဏပြောင်းနေတာကိုပြောချင်တာ For example I'm really moody I change my mind all the time ငါအရင်နဲ့စိတ်ပြောင်းနေတဲ့လူတစ်ယောက်ငါရဲ့စိတ်ကိုခဏခဏငါပြောင်းနေတာ Number 4 curious 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 မှာ negative အနေနဲ့သုံးရမယ်ဆိုလို့ရှိရင်ဆက်စုတာကိုပြောချင်တာ For example my neighbors are too curious about my salary ငါရဲ့အိမ်ကြီးတွေကငါရဲ့လစာကိုအရင်နဲ့ဆက်စုတယ်သိချင်ကြတယ်ကဲဒါဆိုလို့ရှိရင်နောက်တစ်ခါဒီစကားလုံးလေးတွေကိုဘယ်လိုသုံးရမလဲဆိုတာကိုနားလည်ဘယ်လိုယူဆပါတယ် Bye bye catch you in my next video